ဘယ်အချိန်ဝမ်းအနေဆုံးလဲဆိုကျမပြောတဲ့အချိန်ပဲတစောင်းတိုင်းပဲခရိမခင်းနိုင်ကြတော့ဘူးခုကျမပြောမယုံဆိုရင်အဲ့ဓာပုတ္တာနဲ့မင်္ဂလာပါရှင်ဒီနေ့မနက်ညီမအိယာနိုးတဲ့အချိန်မှာ TikTok ကိုဖွင့်တော့ပေါ့နော်ဘာလို့တွေ့လဲဆိုတော့ဒီမီဒီယာတစ်ခုကနေပြီးတော့မှပေါ့နော်ညီမရဲ့ဒီရွှေဘိုတင်ထားတဲ့ဗီဒီယိုလေးကိုပေါ့နော် background အနေနဲ့ယူစစ်ပြီးတော့မှသူပြန်တင်ထားတာပေါ့နော်ဒီရည်ညွှန်းဈေးနဲ့ပတ်သက်ပြီးတော့ဒီစံတွေကိုရည်ညွှန်းဈေးအတိုင်းပဲပေါ့နော်ရန်ကုန်မြို့တွင်မှာအိမ်ရောက်ပို့ဝင်ဆောင်မှုနဲ့ပြန်ပို့မယ်ဆိုတဲ့အကြောင်းလေးကိုတင်ထားတာတွေ့တယ်တွေ့တော့ညီမ comment ဝင်ဖတ်ကြည့်လိုက်တဲ့အခါမှာကျတော့အများကြီးပဲပေါ့နော် comment တွေရေးထားတာဗာတွေရေးထားလဲဆိုတော့သူတို့ရဲ့အများဆုံး comment တွေကတော့ရွှေဘိုကိုတဲ့အပြင်ဈေးကွက်မှာတပြည့်ကို1000ဝယ်စားနေရလို့ပေါ့နော်အဲ့ဒါတွေကိုအကုန်လုံးဝင်မှန်းထားတယ်ညီမအဲ့ဒါကိုမြင်တဲ့အခါမှာဘယ်တော့မှမပြောဘူးဆိုပြီးတော့ပေါ့နော်ဟိုကိုလည်းဘာမှမလုပ်ပေးနိုင်ဘူးမပြောဘူးဆိုပြီးတော့နှင်ရင်းကြားရရင်တကယ်စိတ်မကောင်းဖြစ်လွန်လို့ကိုပေါ့နော်ညီမဒီဗီဒီယိုကိုတင်လိုက်တာဘာလို့ဆိုတော့လေအနည်းဆုံးဥပမာကိုပြောပြမယ်ဆိုရင်ညီမအခုဝတ်ထားတဲ့ဒီအင်ကြီးလှလားလို့မင်းဒီလောက်ကြီးမလှဘူးပွဲလေတင်လားလို့မင်းဒီလောက်ကြီးပွဲလေမတင်ဘူးကွာဒါမဲ့ဒါကိုချီသားဖြစ်နေတဲ့အတွက်ညီမတို့3000ကျော်ပေးဝေးရတယ်အရင်က18000လောက်ပဲတန်တဲ့အင်ကြီးပေါ့နော်နောက်တစ်ခုကကျတော့လေညီမတို့အခုခိုးရက်ကညီမAR တိုင်းမှာကထိန်ပြန်ပြီးတော့ပေါ့နော်အမကကထိန်သင်ငန်းကတ်မယ်ဆိုလို့ညီမတဝက်ပေါ့နော် share ပြီးတော့မှညီမတို့ကထိန်ပြန်ခင်းတယ်အဲ့ဒါကဘာလဲဆိုတော့ AR တိုင်းဒေတာကြီးညီမတို့မော်လမြိုင်ကျွန်းမြို့နယ်တွေကရွာလေးမှာအဲ့လိုမျိုးနဲ့ကျမအမကထိန်ခင်းနေတာ2နှစ်3နှစ်ဇက်တိုက်ရှိပြီပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ AR တိုင်းရရွာလေးမှာလေလေယာစိုက်ပျိုးရေးကိုပဲအဓိကလုပ်နေတဲ့ရွာလေးမှာကထိန်သင်ငန်းကတ်မဲ့သူမရှိလို့ကထိန်မခင်းရတဲ့နေရာလေးများတကယ်အများကြီးပဲကျမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုရင်အကုန်လုံးသိရဲပေါ့နော်ကထိန်သင်္ကန်းဆိုတာကဒီဖုံးကြောင်းတစ်ကြောင်းအထွက်ကိုအရင်အရေးကြီးရဆိုတာကိုဒါပေမဲ့လည်းအဲ့လိုကထိန်မခင်းနိုင်ကြဘူးမခင်းနိုင်ဘူးနောက်ပြီးတော့မှပေါ့နော်အရင်တော့မှဆိုရင်ရွှေတစ်ချက်သားရဲ့တန်ကြီးနဲ့စပားတရာရဲ့တန်ကြီးကညီးတယ်တူတူပဲအခုရွှေဈေးဘယ်လောက်လဲဆိုတာအကုန်လုံးသိတယ်390ကျော်380ဝန်းကျင်မှာရှိနေတယ်ဒါပေမဲ့ကျမတို့ AR တိုင်းမှာအခုစပားတွေပေါ်လာပြီအကျွေးဆက်ဖို့အတွက်လယ်သမားတွေရောင်းတော့မယ်330တော့မရဘူး330မရဘူးအဲ့တော့အမားတို့ဝယ်စားနေရတဲ့1000ဆိုတဲ့စံတပီ1000ဆိုတာကကျမတို့မြန်မာနိုင်ငံမှာထွက်သမျှစံတွေထဲမှာအကောင်းဆုံး share ဆိုတဲ့ပေါ်စမ်းမွေးဘရင်ရွှေဘိုကိုပဲ1000ဝယ်စားတာမများဘူးမများဘူးအကိုတို့လယ်သမားတွေကလေအဲ့ဒီခွက်ထဲကစံတပီကိုရဖို့အတွက်လယ်ထဲမှာမိုးရောနှွေရောစက်မရှိရဲ့နေရာမှာဆိုကျွဲတွေနွားတွေနဲ့ဖတ်ပြီးတော့ယုံရတာကျမဦးလေးဆိုရင်လေဟိုနှစ်ကဂိုင်းဆက်ကြီးမောင်းနေနေအဲ့သူ့ဆက်ကြီးကရေပူတွေဘွန်းဆိုပွင့်ထွက်လာပြီးတော့ဟောဒီမျက်နှာတွေရောဟောဒီလက်တွေဆိုအခုစောက်ပြတ်တက်နေရပဲအဲ့လောက်ထိကိုယုံရတာ1000နဲ့ကျမပုပ်ပွင့်လင်းလင်းပြောပြမယ်ကျမတို့လူငယ်တွေညာဘက်တွေဘားထိုင်နေကွာမနှစ်ကကျမတို့ဘားသွားထိုင်နေ4000 5000ရှိရင်ကျမတို့ဘားမှာကောင်းကောင်းစားလို့ရတယ်အခုချိန်ကျမတို့ဘားသွားထိုင်နေဘားအကြီးမဟုတ်ဘူးနော်တာမန်ရိုးရိုးတန်းပါအနိုင်ဆုံး33000ရှင်းရတယ်ဘားမှာဒီလောက်တော့ရှိရထမင်းတပူးကိုထမင်းတပတ်ကောင်2000ပေးဝယ်ရတယ်ငါတို့ဒါပေမဲ့အဲ့ဒီချိန်မှာလူတွေကဘားဆန်းဒီလောက်ထိဈေးကြီးရလားထမင်းကဈေးကြီးရလားဆိုပြီးတော့ဘသူကမှလေမငင်းညူဘူးအဲ့နေရာကိုကြာရင်ရှင်တို့တွေကကြီးဖြူပေးတယ်အခုဆိုရင်စပားအသစ်နဲ့စပားအဟောင်းပေါ်ကန်ဒီစက်ကူမကူကာလာပေါ့နော်ပုပ်ပွလင်းလင်းပြောရရင်ဒီချိန်မှာလေသမားလက်ထဲမှာစပားမရှိတော့ဘူးဒီချိန်မှာဈေးအနှဲငယ်လှုပ်တယ်ပေါ့ကွာဈေးတက်တယ်အဲ့လိုမျိုးတက်တဲ့အချိန်မှာအခုဆိုစပားအသစ်ကလေးပေါ်လာတဲ့အချိန်မှာအဲ့စပားအဟောင်းဈေးလေးကိုမှီညမ်းပြီးတော့မှသူတို့ဈေးလေးတွေပေါ့နော်နည်းနည်းတက်နေတော့ကျွန်မပြောတာဒီနှစ်တော့လေသမားလေးတွေဈေးကောင်းလေးရပြီလို့ပြောတာပြောတယ်ဆိုရင်အမားတို့တွေအကိုတို့တွေကအော်ပါပြီဈေးတက်တယ်စံနေဈေးကြီးတယ်ဆိုပြီးတော့အော်ပြီးအဲ့မှာအစိုးရကကျတော့ဘာဖြစ်လို့လဲဆိုတော့ပြည်သူတွေရဲ့အတန်ကိုအမြဲတမ်းနားစွင့်နေရဖြစ်တဲ့အတွက်ပြည်သူရဲ့လူရင်းဆန္ဒကိုဖြည့်ဆည်းပေးရမှာဖြစ်တဲ့အတွက်ရည်မျိုးချင်းတစ်ခုနဲ့သတ်မှတ်ပြီးတော့မှဈေးပြန်ချပေးတယ်ပြီးသွားပြီတနိုင်ငံလုံးရဲ့အစင်မပြေမှုတွေကလေသမားတွေခေါင်းပေါ်အလုံးလိုက်ကြီးအပုံလိုက်ကြီးကြပြီအရင်ကဆိုရင်စပားပေါ်ချင်းဆိုရင်စပားလေးတွေရောင်းပြီးတော့ရွှေတွေလောက်ကြတဲ့လေသမားတွေအခုဆိုရင်ရွှေလောက်ဖို့မပြောနဲ့လို့အများတန်းဘာသာရေးကိုပဲဥထိပ်ပန်ဆင်ထားတဲ့လေသမားတွေကျမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကထိန်သင်္ကန်းတော့မကတ်နိုင်ကြတော့ဘူးရှင်
တိလားရွှေလုတ်ဖို့ဆိုတာလုံးဝမပြောနဲ့အရင်ကဆိုစဘာပေါ်ချိန်ဆိုရင်ကျမတို့အတော်တွေကျမတို့အဖွားတွေဆိုအေးမီးရောမဘိုးပေးစဘာတွေပေါ်သွားပြီးတထေးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အခုမဘိုးတောင်းဖို့နေတတ်တာဒီနေ့စဘာဘလောက်ထွက်လဲလို့တော့မပြောရက်ဘူးဝေဘလောက်ပူလဲလို့မမေးရက်ဘူးအဲ့လောက်ထိကိုဖြစ်နေတာပါရွှေဘိုပေါ်ဆန်းမွေးဆိုတာမြန်မာနိုင်ငံမှာထိတ်ခေါင်1000ဝယ်စားလို့များတယ်ဆိုတော့လေအမဈေးထဲမှာအခုဟင်းရွက်ကစုံရွက်တစ်စီးကို150 200ခင်မဟုတ်တော့ဘူးလေပြောချင်တာအဲ့လိုမျိုးစံစဘာကြီးတစ်ခုပေါ်မှာပေါ့နော်ကျမတို့တွေကဈေးနှုန်းအရန်လျှော့ပေးစေခြင်းနဲ့ဆိုရင်အမားတို့တွေအကိုတို့တွေပြည်သူတွေအနေနဲ့လေသမားတွေအခုလေထဲမှာတုံးနေရစီပေါ့နော်သူတို့စက်မောင်းဖို့အတွက်စီတွေလှုပ်အားခတွေအတွက်ရောအမားတို့တောင်းဆိုပေးလေအဲ့ဒီစီတွေကိုလည်းတတ်တာတဲ့ဈေးနှုန်းနဲ့ရဖို့အတွက်အမားတို့တောင်းဆိုပေးမြန်မာနိုင်ငံမှာလေပတ်နေတဲ့စီးပွားရေးရလေဒီလိုအချိန်ဆက်ဝိုင်းလို့ပဲတစ်ခုနဲ့တစ်ခုက connect ဖြစ်နေတာအချိန်ဆက်တွေနဲ့သွားနေတာဒီနေရာဒီ data ဒီတစ်ခုတည်းကိုပဲကွက်ပြီးတော့ဟောလိုမျိုးကြီးအုပ်ထားလို့မရဘူးအခုကဘလို့ဖြစ်လဲဆိုတော့ရှင်တို့ကုန်စည်တိုင်းထဲမှာအခုစီစံသွားဝယ်တယ်မလားပြီးရင်ရှင်တို့ဆဲတယ်လေပွဲစားကြီးတွေကုန်တယ်ကြီးတွေပွဲစားကြီးတွေကိုမဆဲနဲ့သူတို့တွေကနေရဆက်တရတင်လိုက်တဲ့ဆန်တွေကို900စား1000စားနဲ့ပွဲခါလေးပဲယူပြီးတော့စားထားတာအဲ့ဒါမှဈေးနှုန်းတွေတက်လို့ဟဲ့ဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးတော့ရင်းညိုးဈေးတစ်ခုကိုတတ်မှတ်ပြီးတော့ဆွဲစိမယ်ဆိုရင်ထိတ်ဆုံးရရင်အဖမ်းခံရတာသူတို့အမြင့်ဆုံးနော်ရွှေဘိုအမြင့်ဆုံး1000ပေးစားရတာကိုအမတို့ကညီးနေရနော်အခုခေတ်မှာဒီလိုအင်ကြီးစပန်းအစုပ်တစ်ထည်ကိုလောက်1000နဲ့မရတော့ဘူးညီမအရင်တော့မှအထည်ဆိုင်လေးဖွင့်ခဲ့ဘူးတယ်2019လောက်ကလေသိလား2019လောက်ကအထည်ဆိုင်ဖွင့်တော့ကျမရောင်းခဲ့တဲ့ဟိုပါပေါ့စပတ်ထိုင်းလားပါထိုင်းတို့စပန်တို့အဲ့ဒီထမိန်လေးတွေညီမရောင်းခဲ့တဲ့အချိန်ကတစ်ထည်မှ4500 5000ရှိရအခုသွားတာ14500တဲ့14500မြန်မာနိုင်ငံမှာအဓိကစားသုံးကုန်ကဆန်ဒီလောက်ကလေးပေးစားရတာကိုအရန်ဈေးကြီးရလို့ဘာလို့အဲ့လောက်ကြီးအောင်တွက်ကပ်ပြီးတော့ထင်းနေရလဲရှင်တို့ online လို့ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကကောင်းချင်းဆိုးချင်းအကုန်လုံးကလေသမားတွေပေါ်မှာပဲမူတည်နေတာလေသမားချမ်းသာမှလည်းဒီနိုင်ငံချမ်းသာမှကျမတို့ရွာတွေအခုပြန်သွား6ကတ်နေရပဲဘယ်နေရာမှသွားကြရမရှိဘူးလေဘာလို့ဆိုထွက်လာတဲ့စဘာအကျွေးဆက်ဖို့တောင်မှမကားမိဘူးတားသမီးနဲ့ပညာရေးအတွက်ဆိုဝေးရောအဲ့တော့သူတို့တားသမီးတွေလည်းအကြောင်းတွေမတက်နိုင်တော့ဘူးနေရာဒေသတွေရွှေ့ပြောင်းပြီးအလုပ်တွေလုပ်နေကြတာ6ကတ်နေရမြင်းစရာစဘာတစ်ခါပေါ်လာလို့ຫນွေစဘာပေါ်ချိန်ဆိုတာလေသမားပျော်ချိန်ခုတော့လေသမားပျော်ချိန်မို့ຫນွေစဘာပေါ်ပြီးဆိုရင်လေသမားတွေကြပြီးညက်ဘယ်အချိန်ဝမ်းအနည်းဆုံးလဲဆိုကျမပြောတဲ့အချိန်ပဲတစောင်းတိုင်းပဲခိမခင်းနိုင်ကြတော့ဘူးခုကျမပြောမယုံဆိုရင်အဲ့လာပုတ္တာနဲ့မော်လမြိုင်ကျိုးမြို့နယ်ဂျားထဲမှာရှိတဲ့ရွာတွေကိုတွားကြည့်ဖုန်းကြီးနေဆိုရင်ဘယ်လောက်တနာစရာကောင်းလဲဆိုဒီနေ့ကျမတို့ရွှေဝါထုံးကမမတွေကထိန်ခင်းတဲ့ကျောင်းမှာဖုန်းဆိုဘယ်လောက်တနာစရာကောင်းလဲဆိုကျောင်းလေးရလေဟုတ်လို့တိုင်အုတ်တိုင်လေးတွေထောင်ပြီးအပေါ်မှာဓမီမိုးထားတယ်ဘာလို့လဲဆိုတော့လေဖုံဖုံကစဘာပေါ်ချိန်ဆိုရင်ရွာထဲမှာရှိရဲ့လေသမားတွေရှိရစဘာလေးတွေလူခန်းနေပြီးရွှေဝါထုံးဆန်းစမ်းမှာလာရောင်းနေပြီးသူ့ကျောင်းလေးတွေကိုလေဟိုတိုင်လေးထောင်လိုက်ဒီတိုင်လေးထောင်လိုက်နေကျောင်းဆောက်ဖို့အတွက်စူးစမ်းနေတာအဲ့တော့ဟိုရေများတဲ့နေရာမှာမိုးမရွာပါနဲ့လေသမားတွေမျက်နှာကိုကြည့်ပါအခုခေတ်မှာငွေ1000ဆိုတာငွေ1000 1000ဆိုတာဘာမှသုံးလို့မရတော့ဘူးအဲ့တော့ပေါ်ဆဲမွေးတပြီ1000ဝယ်စားနေရတာကိုများတယ်လို့ထင်နေရကြီးကကျတော့လွဲနေရလို့ပဲညီမထင်နေအဲ့တော့အစိုးရကိုလည်းအပူမကပ်ပါနဲ့ကိုပြည်သူအချင်းချင်းပဲအချင်းချင်းရဲ့အစင်မပြေမှုတွေကိုမြင်အောင်ကြည့်ပေးကြပါလေသမားတိုးတက်ရင်ကျမတို့နိုင်ငံတိုးတက်မှာပဲလေသမားတွေစိတ်ချမ်းသာပျော်ရွှင်နေမှလည်းအဆင်ပြေမှလေကျမတို့ရဲ့ကျေးဇူးရှင်နေသူတို့တွေစိုက်ပြိုးနေလို့ကျမတို့တွေထမင်းစားနေရတာသူတို့လည်းမစိုက်တော့တဲ့တနေ့ကျမတို့ထမင်းငတ်မှာအဲ့ဒါလေးပဲပြောချင်တယ်သိလားဟိုလူရှောက်မဲဒီလူရှောက်မဲအစိုးရအပြစ်တင်လိုက်ကုန်တယ်အပြစ်တင်လိုက်မတင်ပါနဲ့အရှိအတိုင်းပဲလက်ခံပေးနိုင်အောင်ပဲစူးစမ်းကြပါနော်